စမယ်တနိုင်ငံလုံးတိုက်တာဖြင့်ငြိမ်းချမ်းစေခြင်းသောစိတ်ဆန္ဒကိုနှလုံးသွင်းကမော်လမြိုင်မြို့မှမြစ်ကြီးနားထိစကားများလိုက်တွင်ရင်လမ်းလျှောက်ကြည်တက်နေသော Walk for Speed ဦးဆောင်နာယကငါမင်းဆွေခေါ်ဦးစားဟာမော်လမြိုင်မြို့မှတထုံမြို့နာသို့အရောက်လမ်းမဆက်ကြတဲ့နေရာတွင်လမ်းလျှောက်ရင်ဖရင်တချမ်းကိုင်းလာကအလိုင်းမင်းဆောင်တကြွတိုက်ဆွဲလာသဖြင့်အရေးပေါ်စေယုံသို့တင်လိုက်ရကြောင်းကနဦးသတင်းများအရသိရှိရပါတယ်အဆိုပါကိစ္စနှင့်ပတ်သက်ပြီးဦးငါဤပြောဆိုချက်အရသူယခုလိုဖြစ်သွားရခြင်းမှာ Walk for Speed ကမ်ပိန်းပွဲစဉ်အတွင်းထက်ချက်မကွာသတင်းရယူနေသောအရေး၃ပါးနားမလဲကလေးကဝအုတ်ကြားမြတ်ပေါက်သတင်းဌာနများဤသတင်းရယူနေမှုများကြောင့်ဖြစ်ကြောင်းယခုလိုထက်ချက်မကွာသတင်းများရယူနေမှုကြောင့်သူကနဦးရီမှန်းထားသည့်လမ်းစဉ်များအတိုင်းလက်ရင်လက်တလို့ Express ကားလမ်းကြုံစီး၍တော်၎င်းတမျိုးဝင်တမျိုးထွက်စိုက်ကယ်ကယ်ရီဘိုး1000ပေးကခိုးစီး၍တော်၎င်းမော်လမြိုင်မြို့ကနေမြစ်ကြီးနားထိချီတက်မိအစီအစဉ်ကြီးဟာပြက်ပြက်သွားခဲ့ရကယခုဆိုဘာမှစီးမရပဲလမ်းပဲနင်းကန်ရှောက်နေရသည့်အတွက်ကိုတချမ်းကိုင်းလာရခြင်းဖြစ်ကြောင်းပြောဆိုသွားခဲ့ပြီးယခုလိုပြောဆိုခဲ့မှုကြောင့်ဦးငါအားမနာလိုသူလူတစုမှပြစ်တင်ကြဲမှုများရှိလာခဲ့တော့လေသူအားထောက်ခံအားပေးသောပရိသတ်များအနေဖြင့်မြမသမိုင်းအသစ်ထွက်မော်ကွန်းထွန်းမဲ့ဦးငါဟုဆိုကဘသူတွေဘာပြောဘေးတစောင်းရွဲ့ဆောင်ပြီးဖရင်ဆောင်သွားသည့်တိုင်ခရီးများအဆုံးထိရှောက်လန်းနိုင်ပါစေဟုဆိုပြီးစုတောင်းမြတ်တာများပို့သခဲ့ကြပြီးထက်ကြမကွာသတင်းများရယူနေသောသတင်းဌာနများကြောင့် Express ကားများစိုက်ကယ်ကယ်ရီများခိုးစီးရမရတော့လေကြိတ်ထီယိုဖျားနာတီရောက်အောင်သွားကထန်းစင်ငါပြီးကြံခီးများကိုထန်းစင်ဖြင့်တက်တောင်တက်တာဆက်သွားတင်ကြောင်းအကြံကောင်းညံကောင်းများပေးအပ်သွားခဲ့ကြပါတယ်ယခုပြမယ့်ဗီဒီယိုကတော့တထုံမြို့ထဲသို့မရောက်မီ6မိုင်အလိုတွင်လမ်းလျှောက်ရင်ဖရင်တချမ်းကိုင်းလာသောဦးငါဤပုံရိပ်ဒီနေ့ကျွန်တော်ဘယ်ဘက်ကိုကိုင်းနေတဲ့ခါကိုတို့ညာဘက်ကိုတို့ပြန်ဆွဲတဲ့အဲ့လိုမျိုးလုပ်ပြီးတော့ဗျာကျွန်တော်သွားကျွန်တော်လည်းရှောက်လို့အဆင်ပြေတယ်ဗျာနော်အဲ့လိုမျိုးလုပ်ပြီးတော့သွားရတယ်ဗျာနော်ဟိုငါ10မိနစ်လောက်ဆောက်လိုက်ဒီလိုလေးလုပ်လိုက်နေဗျာအဲ့ဒါသွားရတော်တော်ကိုအဆင်ပြေတယ်ဗျာဒီပုံစံတိုင်းဆိုမြစ်ကြီးနားရောက်ပြီဗျာနော်ဘုံတို့ရောက်ဖို့6ပိုင်လောက်လို့လေးဗျာဘုံတို့နေတော့ရောက်နေပြီဗျာဘုံရောက်တော့ဆေးရုံကိုပြအောင်ဗျာသူရောက်တော့ဆေးရုံကိုသွားမယ်ဆေးရုံကဝင်ပြပြီးတော့ခီးဆက်မယ်ဗျဆေးရောက်ကြတော့မြန်မာများခင်ဗျာကျွန်တော်9မိနစ်ဆိုထုံဆေးရုံကိုရောက်ပါပြီဗျာအခုည7နာရီကျော်မှ7နာရီကျော်မှရောက်တယ်ဗျာဆေးရောက်ကြတော့မြန်မာများခင်ဗျာဒီလမ်းလျှောက်ရည်တဲ့ခါကြိုက်ပြီးတော့ခါရှောက်ဘယ်ဘက်ကိုကြိုက်ကြလာတယ်ဗျအဲ့လိုအကိုင်းများသွားပြီဆိုရင်ဆက်လျှောက်လို့မရဘူးတတရီလောက်လျှောက်လိုက်ပြီးလျှောက်လိုက်တခါတော့အဲ့လိုဖြစ်နေတယ်ဗျာဒီအဲ့ဒါဒီကြတော့မတက်ဘူးလေးတက်တာမလားပေါ့ဗျာစီစီစောက်ကြည့်ရမယ်ဗျာအဲ့တော့မတက်တာလို့ရှိရင်ကျွန်တော်ဆက်လျှောက်ပါမယ်ဟုတ်ကဲ့အားလုံးဒီတော့စုပြပါတယ်ကတော့ဒီအပြာငြင်းကြပါစေဗျာအားလုံးကိုလိုက်ပါ